ဒီထောင်မှာတော့ထူးဆန်းတဲ့စီကံတစ်ခုရှိပါတယ်အဲ့ဒါကတော့အကျဉ်းသားတွေရဲ့မိသားစုဝင်တွေစီကနေပေးပို့လာတဲ့ဘာမဆိုထောင်ဆောင်တွေကအပိုင်းပိုင်းဖြတ်တောက်ဖြစ်တာပါပဲအစားအသောက်တွေတင်မကပဲရေချိုးဆက်ပြာကိုတောင်ချမ်းမထားပါဘူးဒီလိုတင်းတင်းကြပ်ကြပ်စစ်ဆေးရတဲ့ရည်ရွယ်ချက်ကတော့အထဲမှာဖုံးဝက်တဲ့ဆောင်လာမဲ့လက်နက်တွေကိုရှာဖွေဖို့နဲ့အကျဉ်းသားတွေထောင်မဖောက်နိုင်အောင်တားဆီးဖို့ပဲဖြစ်ပါတယ်ဒါပေမဲ့လည်းဒီထောင်ထဲမှာတော့ကျက်လို့ခေါ်တဲ့အရေးချင်းရှိတဲ့ထောင်ဖောက်ကျွမ်းကျင်သူတယောက်ရှိနေခဲ့ပါတယ်သူကဇွန်းတစုံကိုတုံးပြီးကျမ်းပြင်ကကြွေပြားချုပ်ကိုဖယ်ရှားလိုက်တဲ့အခါအောက်မှာဝတ်ထားတဲ့မှန်သေးလေးတစ်ခုကိုတွားတွေ့ပါတယ်သူကအဲ့ဒီမှန်ကိုဂယုတစိုက်ခွဲလိုက်ပြီးအချက်အတန့်လေးတစ်ချက်ကိုယူလိုက်ပါတယ်ပြီးတော့ကျန်တဲ့မှန်ခွဲစာတွေကိုစာရွက်နဲ့ပတ်ပြီးအိမ်သားတွေကိုညှောချလိုက်ပါတော့တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲထောင်ဆောင်တွေကအခန်းထဲကိုရုတ်တရက်ကြီးဝင်လာခဲ့ပါတယ်ကျက်လဲချက်ချင်းပဲအကြံရသွားပြီးမှန်ခွဲစာသေးလေးကိုသူ့ပါးစပ်ထဲမှာငုံပြီးပွက်ထားလိုက်ပါတယ်ထောင်ဆောင်တွေကအကျဉ်းသားတယောက်ချင်းစီကိုလိုက်လံရှာဖွေပြီးသားသူတွေကိုအပြင်မှာတွားရက်ခိုင်းပါတယ်ဒီအချိန်နဲ့ဆိုရင်တော့အိမ်သားတွေကအမိုက်စာရွက်တွေခဏအတွင်းပြီးတော့မှာပါအဲ့ဒီအချိန်မှာပဲဂျက်ကတကယ်ကိုပါနဲ့တဲ့အကြံတစ်ခုရသွားခဲ့ပါတယ်သူကနိုင်ငံကအိမ်သားရေဆွဲချိုးကိုတိတ်တဆိတ်ဆွဲချလိုက်တာပါဒီအိမ်သားကအပြင်ကနေလဲရေဆွဲချလို့ရတာမို့လို့သူတို့တစ်ဖွဲ့လုံးမိခါနီဆဲဆဲအခြေအနေကနေတီတီလေးလွတ်မြောက်သွားခဲ့ပါတယ်ထောင်ဆောင်တွေကပစ္စည်းထဲတဲ့ဗီဒီယိုတွေကိုလိုက်ရှာကြပြီးအစားအသောက်တွေကိုနေရာအနှံ့ရှောက်လွှင့်ပစ်ပါတယ်ခောက်ခုတင်တွေနဲ့သတင်းပေါက်တွေကိုပါတိတိကျကျစစ်ဆေးခဲ့ကြပါတယ်မတင်ကားစရာဘာမှမတွေ့တော့တဲ့အခါကျမှပဲသူတို့စိတ်ကြည်နေပြီးပြန်ထွက်သွားကြပါတော့တယ်ဒါပေမဲ့ဂျက်အတွက်ကတော့အသေးအမွှားဆုံးပစ္စည်းလေးကပင်ထောင်ဖောက်ဖို့ကရိယာဖြစ်လာနိုင်ပါတယ်သူကပါဇက်ထဲကမှန်ကွဲစလေးကိုတွားတိုက်တန်တစ်ခုမှကျိုးနဲ့ချီလိုက်ပါတယ်ခဏလေးတွင်းပါတယ်အတုံးဝင်မဲ့ကရိယာတစ်ခုဖြစ်သွားခဲ့ပါပြီဂျက်ကအဲ့ဒီတန်ကိုတကားကချောင်းကြီးပေါက်ကနေတဆင့်အပြင်ကိုလှမ်းထုတ်ပြီးထောင်ဆောင်တွေရဲ့လှုပ်ရှားမှုတိုင်းကိုအကဲခတ်စောင့်ကြည့်နေခဲ့ပါတယ်အဲ့ဒီနောက်သူကခောက်ကုတင်ရဲ့ခြေထောက်တွေကိုဖြုတ်ယူပြီးလက်ထဲမှာအလေးချိန်စမ်းကြည့်ပါတယ်အနေတော်ပါပဲဒါကိုမြေတူးတဲ့ကရိယာအဖြစ်သုံးလို့ရပါတယ်ပြီးတော့သူတို့ကအခန်းထောင်ကဂျုံဆက်ကူတစ်တာကြီးကိုဖယ်လိုက်ပြီးအောက်ကကျမ်းပြင်ကျွေပြား9ချက်ကိုခွာလိုက်ပါတယ်အဲ့ဒီအခါမှာတော့မာကျော်တဲ့ကွန်ကရစ်မြေကြီးပေါ်လာပါတော့တယ်ဂျက်ကအဲ့ဒီကွန်ကရစ်ကိုရှိသမျှအားနဲ့စတင်ပြီးထုခွဲပါတော့တယ်အတန်ကအရန်ကျယ်လုံးတာကြောင့်တခြားကျင်းသားတွေကထောင်ဆောင်တွေတီးသွားမှာကိုစိုးရိမ်နေကြပါတယ်ဒါပေမဲ့ဂျက်ကတော့အားလုံးကိုကြိုတင်စီစဉ်ထားပြီးသားပါသူတို့အခန်းထဲချင်းဆိုင်ကအင်တာကပြုပြင်ဖို့အတွက်ပိတ်ထားတာဖြစ်ပါတယ်အကယ်၍သူတို့သာဒီအခွင့်အရေးကိုလက်လွတ်ခံလိုက်ရင်နောက်ထပ်ဘယ်တော့မှအခွင့်အရေးရတော့မှာမဟုတ်ပါဘူးဂျက်တွက်ထားတဲ့အတိုင်းပါပဲပတ်ဝန်းကျင်ကစူညံတန်တွေနဲ့အကုံရောတမမွေဖြစ်သွားခဲ့ပါတယ်ထောင်ဆောင်တွေကင်းလဲနေတဲ့အချိန်မှာထူးခြားတဲ့အတန်မျိုးဘာမှမကြားခဲ့ရပါဘူးမကြခင်ပါပဲကျမ်းပြင်မှာအကွဲကြောင်းတွေစတင်ပေါ်လာပါတယ်ဒါကိုမြင်တော့အကျဉ်းသားတွေလည်းစိတ်လှုပ်ရှားသွားပြီးကွန်ကရစ်ကိုတယောက်တလဲစတင်ထုခွဲကြပါတော့တယ်အကျဉ်းသား9ယောက်စလုံးနားရမရှိမနာရန်လှုပ်ဆောင်ခဲ့ကြတာကြောင့်အပေါက်သေးလေးကနေတဖြည်းဖြည်းနဲ့လမ်းကြောင်းတစ်ခုဖြစ်လာခဲ့ပါတယ်အဲ့ဒီနောက်ဂျက်ကစာရွက်တရွက်ကိုမိရှုပြီးအပေါက်ထဲကိုချပေးလိုက်ပါတယ်မိတောက်လေးကလူးလုံးလှုပ်ရှားသွားတာမို့လို့ဒါဟာလေဝင်လေထွက်ရှိနေတဲ့ဆိုတဲ့သဘောပါပဲဆိုလိုတာကတော့ဒီဥမြင့်လိုင်ကောင်းဟာတနေရာရာကိုဥတည်နေတာသိချပါတယ်ဒါပေမဲ့ဘယ်နေရာကိုပေါက်မလဲဆိုတာကိုတော့ဘယ်သူမှမသိကြပါဘူးသူတို့ကအပေါက်ကိုကွန်ကရစ်အကျိုးပဲတွေမြေကြီးတွေနဲ့ပြန်ဖုံးလိုက်ပြီးညဘက်ကျမှဆင်းပြီးစစ်ဆေးဖို့ဆုံးဖြတ်လိုက်ကြပါတယ်အလုပ်ပြီးသွားတဲ့အခါမှာတော့ကျမ်းပြင်ကိုမူလအတိုင်းပြန်ပြင်ထားလိုက်ပါတယ်တုံးခဲ့တဲ့ကရိယာတွေကိုလည်းသူတို့နေရာနဲ့သူပြန်ထားလိုက်ကြပါတယ်သူတို့ကနောက်ဆုံးကတင်ထိအစစ်ဆေးခံပြီးတဲ့အထိစိတ်ရှည်လက်ရှည်နဲ့စောင့်တိုင်းနေခဲ့ကြပါတယ်ထောင်ဆောင်ထွက်သွားတာနဲ့တပြိုင်နက်သူတို့ဟာထောင်ဖောက်မဲ့အစီအစဉ်ရဲ့နောက်ထပ်အဆင့်ကိုစတင်လိုက်ကြပါတော့တယ်